ပန်းစာပါမှာရောက်ရှိနေဖြစ်တဲ့လူဖီရဲ့ကာရိုက်တာလုံးဝဆိုရာဆိုတဲ့ဟီးရိုးကဗျာအဲ့သူ့ရဲ့စပဲကွန်ဘိုစကေးကွန်ဘိုတွေကိုဘလို့တောင်းရမလဲဆိုတာ brother တို့ပြောပြမယ်ပြီးရင်ဘယ် item တွေဆက်တင်လဲဆိုတော့အခုကျွန်တော်ပြောပြမယ်ဒါကြောင့်မလို့ဒီဗီဒီယိုလေးကို brother ကိုအဆုံးထိကြည့်ဖို့တော်တော်ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အဲ့လိုပြောကျွန်တော်မယုံအရင်ဆုံးဒီဟီးရိုးကဗျာကျွန်တော်တို့ဖောင်နှမျိုးနဲ့လာတယ်ဘလို့ဖောင်လဲဆိုတော့ဘာဖောင်ညာဖောင်ပေါ့ကွာဆိုတာကွာတိုက်တို့ fighter assassin ဟီးရိုးတစ်ကောင်ဝါသီလားရိုးရိုးဖောင်နဲ့ scale 1သုံးမယ်ဆိုရင်တော့လက်သီးနဲ့ထိုးတယ်ဘာညာပေါ့အဲ့လိုပဲ scale 2ကိုသုံးမယ်ဆိုရင်လည်း enemy ရဲ့နားကိုဘာညာရောက်သွားတယ်ပေါ့ကွာဆိုတာရဲ့ scale 2ကိုတိုက်တို့ရကျင်တယ်လို့တော့မတွေးနဲ့ဆိုတာရဲ့ scale 2ကသူမနားကိုတော့ဘလို့မှမရောက်နိုင်ဘူးသူမစနဲ့ကွာငိုချင်းလာပြီဒါပေမဲ့ဘာမှအားမငယ်ပါနဲ့အာဒီမိတ်ကိုမြန်မာလိုကြီးသုံးလိုက်မယ်ဆိုရင်တော့ဘေးမှာလက်သီးနှစ်ပတ်ကြီးထွက်လာတာကိုတွေ့ရတယ်အဲ့လိုလက်သီးနှစ်ပတ်နဲ့ကွာသူမဘေးကကောင်ရှင်ထိုးမယ်လို့တော့မကြံနဲ့အဲ့လိုရှင်ထိုးလို့နိုင်တော်မှသူမအချက်ကိုရမှာမဟုတ်ဘူးသူရမ်းချရတဲ့ကောင်ကိုနိုင်ကျင်တယ်ဆိုပြီးမင်းအမုန်းနေတဲ့ဥပ္ပခါတွေပဲပို့ပြီးတော့ရမယ်အဲ့ဒါတွေကထားပါလေနောက်ထပ်အာဒီတစ်မျိုးကိုသုံးလိုက်မယ်ဆိုရင်တော့ lighting ဖောင်ဆိုတာပြောင်းပြီးတော့ကွာလျှက်စစ် damage တွေနဲ့လုံးဝစကေးအလန်းအဖက်လန်းနေနဲ့တစ်ဖက် enemy ကိုအမောက်ကျိတ်လို့ရတယ်တခုတည်ထားရမှာက lighting ဖောင်ကိုပြောင်းပြီးသွားပြီဆိုလဲသူ့ရဲ့အာဒီမိတ်ကတန်းပြီးသုံးလို့ရမှာမဟုတ်ပါဘူးပတ်စစ်တွေကိုအရင်ဆူပြီးမှအာဒီမိတ်ကသုံးလို့ရမှာပဲဖြစ်ပါတယ်အဲ့လိုပဲသူမချစ်ကိုရအောင်ကြိုးစားမယ်ဆိုလဲတိုင်းမင်းမငွေရှိဖို့တော့အရင်လိုပါတယ်အရှိမပြောခဲ့တဲ့ item တွေစကေးကွန်ဘိုတွေကတော့ကိုတောင်မသုံးတတ်ပါဘူး item ဆိုလဲဘာမှန်းတော့မသိသေးတဲ့ဆိုသူများတွေကိုပြောပြဖို့ဆိုတာဝေလာဝေးပါအဲ့လိုမျိုးတွေအယုံလွယ်နေလို့လဲသူမကမင်းကိုအရန်လှည့်သားနေတာကွာဒါကြောင့်မလို့အယုံမလွယ်ပါနဲ့စောင့်ကြည့်ကြည့်ရှုပေးတဲ့အတွက်လဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ